အောင်မြင်မှုရဲ့ပထမဆုံးအဆင့်ကိုမင်းခံစားမိလာတယ်။ဒါပေမဲ့လမ်းကမလွယ်သေးဘူး။အလုပ်တွေပိုများလာတယ်။တာဝန်တွေပိုကြီးလာတယ်။တခါတရံကိုမင်းကိုယ်တိုင်ကိုမေးတယ်။ငါဒီထိဆက်နိုင်မလား။ပင်ပန်းတယ်။အချိန်မလုံလောက်ဘူး။နေကင်းမှာအလုပ်ညမှာစာဖတ်အနားယူချိန်ဆိုတာတခေးဖြည်းပျောက်သွားတယ်။ဒါပေမဲ့သူမရပ်ဘူး။ဒီနေ့အလုပ်ရှင်ကတာဝန်အသစ်တစ်ခုပေးလိုက်တယ်။ဒီတစ်ခါအရန်အရေးကြီးတယ်။အမှားမဖြစ်ရဘူး။ကိုမင်းလက်ခံလိုက်တယ်။စိတ်ထဲမှာတော့ဖိအားကကြီးမားနေတယ်။ညတိုင်းအလုပ်ပြီးလို့မနာဘူး။တင်ယူတယ်။လေ့ကျင့်တယ်။ပြန်ကြည့်တယ်။မတိတာတွေကိုမေးတယ်။နားမလည်တာတွေကိုထပ်လုပ်တယ်။တခါတလေအမှားတွေထပ်ဖြစ်တယ်။ဒါပေမဲ့ဒီတစ်ခါတော့သူမကြောက်တော့ဘူး။ သူတိလာပြီ။အမှားကသင်ခန်းစာပဲ။နေ့တနေ့အလုပ်တင်ပြရမယ့်နေ့ရောက်လာတယ်။လက်တွေအနှဲငယ်တုံနေတယ်။ဒါပေမဲ့မျက်လုံးထဲမှာတော့ယုံကြည်မှုရှိနေတယ်။သူလှုပ်ထားတာတွေကိုတစ်ခုချင်းပြတာတယ်။အခန်းထဲမှာတိတ်ဆိတ်နေတယ်။စက္ကန့်အနှဲငယ်အချိန်ကြာသလိုခံစားရတယ်။ပြီးတော့အလုပ်ရှင်ပြောလိုက်တယ်။ကောင်းတယ်။စကားတစ်ခုပဲ။ဒါပေမဲ့ကိုမင်းရဲ့အားလုံးသောအပင်ကနဲ့အတိတ်ပဲရှိသွားတယ်။သူမပြုံးသေးဘူး။ဒါပေမဲ့သူ့နှလုံးဖုန်တန်ကပြောနေတယ်။ငါတိုးတက်နေပြီ။ညအချိန်လမ်းမီးအောင်မှာသူတယောက်သေးလမ်းလျှောက်နေတယ်။အရင်လိုပဲလမ်းကတူပဲ။ဒါပေမဲ့လမ်းလျှောက်နေတဲ့လူကမတူတော့ဘူး။မနေ့ကသူမဟုတ်တော့ဘူး။ဒီနေ့သူကပိုတော်လာပြီ။ပိုတင်းမာလာပြီ။ပိုယုံကြည်လာပြီ။စိတ်ထဲမှာစကားတစ်ခုပဲရှိတယ်။ငါမရပ်ဘူး။ငါမရှုံးဘူး။အောင်မြင်မှုဆိုတာတနေ့တည်းနဲ့မရဘူး။ဒါပေမဲ့မရပ်တဲ့သူအတွက်တော့တနေ့တော့ရမယ်။ကိုမင်းရဲ့လမ်းကအခုထိမပြီးသေးဘူး။ဒါပေမဲ့သူအခုထိရှေ့ဆက်နေလေ။ဆက်ရန်အပိုင်းငါ